မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့တုံမှန်အဖြစ်ဖမ်းခံထားရတဲ့စစ်တီတအူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကအမှတ်405ချင်းမြန်တရင်ကစစ်တီတအူပါကိုပိုင်နံပါတ်တာဝင်းမှုနှလုံးဖြစ်ပါတယ်တက်မတော်တွေကိုဝင်လာတော့ကတော့မင်းတို့က9နှစ်ပဲတာဝန်ထမ်းဆောင်ရမယ်လို့ပြောပါတယ်တရင်ဌာနတွေရောက်တော့လဲ9နှစ်ပဲတာဝန်ထမ်းဆောင်ရမယ်ပြောပါတယ်လုံတက်လဲပြေးလဲပြေးရောတပ်ပြေတာဝန်ထမ်းဆောင်ရမယ်လို့ပြောကြပါတယ်စစ်တပ်ကလူကြီးတွေဟာဂရိမတီကြပါဘူးဒါကိုတပ်မတော်တွေကိုဝင်မဲ့သူတွေတီးကြဖို့စစ်တုံးမှန်တအူအနေနဲ့ရင်ဖွင့်စကားပါကျွန်တော်ဟာမဲပလီစခန်းအသိမ်းခံရချိန်မှာအဖမ်းခံခဲ့ရတဲ့စစ်သားတယောက်ပါလို့ရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့လည်းကျမတို့စီစဉ်မှာပါဝင်ကြည့်ရင်မက်ဆေ့ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ထားမှာပဲဖြစ်ပါတယ်ရှင်။